Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာပေါ့နော်ထူးထူးခြားခြားဝါဆိုလာပြည့်နေလေးလည်းဖြစ်တယ်ပြီးတော့ငွေဒီနေ့လေးမှာပေါ့နော်တန်တရားကလွတ်မြောက်ချင်တဲ့သူတွေအတွက်လွတ်မြောက်ကမဲ့နီးလန်းလေးပေါ့နော်ဒီပတ်တန်းလေးအကြောင်းအရာသိမယ်ဆိုရင်ကိုကဒီတန်တရားကြီးကလွတ်မြောက်ချင်တယ်ဆိုရင်လွတ်မြောက်အောင်ငွေကိုလုံးလို့ရတယ်ပေါ့လေအဲ့တော့လွတ်မြောက်ချင်တဲ့သူတွေအတွက်လည်းငွေပတ်တန်းအကြောင်းလေးကိုရှင်းပြပေးမယ်အဲ့တော့ငွေကပထမဆုံးပေါ့နော်ဘာလေးပြောပြပေးချင်လဲဆိုတော့ငွေတို့ရဲ့ဘဝကမိုင်းဆိုးပေါ်လေးလို့ခေါ်တဲ့၃ခုခန္ဓာရဲ့စိတ်ကဝိညာဉ်ရဲ့ဆိုတဲ့၃ခုပေါင်းပြီးတော့မှဒါငွေတို့ကဘဝတစ်ခုကိုဖြစ်ပေါ်လာတယ်ပေါ့လေအဲ့ညမှာငွေတို့ကပေါ့နော်ဒီတန်တရားစဝန်းကြီးဆိုတော့ရှိရပေါ့လေဒီတန်တရား cycle ပေါ့နော်ဒီတန်တရား cycle ကြီးရဲ့အလုံးလုံးပုံဆိုတဲ့ပတ်တန်ကိုသိရဆိုရင်ငွေတို့ကဒီတန်တရားစဝန်းရနေပြီးတော့လွတ်မြောက်အောင်ပေါ့နော်ငင်းချက်နဲ့နိဗ္ဗာန်ကိုလွတ်မြောက်အောင်ငွေတို့ကစူးစမ်းပြီးတော့လုပ်လို့ရတယ်ပေါ့လေအဲ့တော့ငွေဒီမှာဗာလေးပြောပြပေးခြင်းလဲဆိုတော့ပေါ့နော်ငွေတို့ရဲ့ဒီအရာဝတ္ထုတွေအကုန်လုံးအားလုံးငွေတို့ကဘာရင်းနဲ့တိဆောက်ဖွဲ့စည်းထားရလဲဆိုတော့ energy လို့ခေါ်တဲ့စွမ်းရည်လေးနဲ့ဖွဲ့စည်းတိဆောက်ထားတာဖြစ်ပါတယ် energy စွမ်းရည်လေးနဲ့ပေါ့နော်ငွေလူသားဆိုလဲစွမ်းရည် energy နဲ့ပေါင်းစပ်ဖွဲ့စည်းထားရဲအဲ့လိုပဲအရာတိုင်းဒီ energy ဆိုတဲ့စွမ်းအင်တွေနဲ့ဒါဖွဲ့စည်းပေါင်းစပ်ဖွဲ့စည်းပြီးတော့ဖြစ်တည်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့ငွေတို့ရဲ့ဒီကဘာမြေကြီးကဆိုရင်လေသူ့ရဲ့ဒီကဘာမြေကြီးရဲ့ပတ်တန်လို့ခေါ်တဲ့ဒီလေပတ်ပုံပေါ့နော်ဥပမာမနေ့ဘက်ဆိုရင်နေထွက်တယ်ညဘက်ဆိုရင်နေဝင်တယ်24နာရီရှိရဲတပတ်မှဆိုရင်9ရက်ရှိစသဖြင့်ပေါ့နော်ဒါတွေအကုန်လုံးဒီဒါကဘာမြေကြီးရဲ့အလုံးလုံးတဲ့ပတ်တန်တွေပေါ့လေအဲ့လိုမျိုးပဲငွေတို့ရဲ့ဒီဘဲကိစ္စဘဲရမဆိုရေတွေမှာဆိုလဲသူ့ရဲ့စွမ်းအင် molecule လေးနဲ့အတူတူသူ့ရဲ့ရေဆိုရဲ့ပတ်တန်တစ်ခုရှိတယ်လို့မျိုးငွေတို့ရဲ့ဒီဘဝတန်တရားလို့ခေါ်တဲ့ဒီ cycle မှာလဲပတ်တန်တစ်ခုရှိရပေါ့နော်အဲ့ပတ်တန်တွေကိုသာငွေတို့ကနားလည်မယ်ဆိုရင်သူ့ရဲ့လက်ပတ်တဲ့အလုံးလုံးပုံသာနားလည်မယ်ဆိုရင်ငွေတို့ကဒီဘဝတန်တရားကြီးကနေလွတ်မြောက်အောင်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ငွေဒီနေ့လေးမှာဒီဘဝတန်တရားနေပြီးတော့လွတ်မြောက်ခြင်းတဲ့သူတွေအတွက်လွတ်မြောက်အောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာလေငွေကပြပြပေးခြင်းတယ်အဲ့တော့ငွေတို့ကဒီဘဝမှာပေါ့နော်လူသားအဖြစ်ဖြစ်တည်လာရပေါ့လေတက်ရှိအနေနဲ့လူသားအဖြစ်ဖြစ်တည်လာတယ်ငွေတို့က mind soul body လို့ခေါ်တဲ့ဒီပေါ့နော်၃ခုပေါင်းပြီးတော့မှဒါငွေတို့ကဒီခန္ဓာတစ်ခုကိုရရှိလာတဲ့အခါမှာပေါ့လေငွေတို့ကဒီတန်တရားကြီးမှာဘဝဆက်ပေါင်းများစွာကငွေတို့ကဘဝတွေနဲ့ဘလို့တွေဖြတ်သန်းခဲ့လဲဆိုတာလုံးဝမသိခဲ့ဘူးကအစမထင်တဲ့ဘဝပေါင်းများစွာနဲ့ငွေတို့ကကြော်ဖြတ်ခဲ့ကြရတယ်နော်အဲ့တော့ဘယ်ကနေဘလို့အစရှာပြီးတော့ကွာငါဘယ်ဘဝနေဘာဖြစ်ခဲ့ဆိုတာလေဒါဘယ်သူမှမသိနိုင်သလိုဒီဘယ်လိုကနေမှဘယ်ဘဝကနေစပြီးတော့ဒီဘဝကိုရောက်လာလဲဆိုတာကိုမသိခဲ့ဘူးကွာအရန်ကိုရှုပ်ထွေးလွန်းတဲ့ဥပမာပေးပြီးပြောရမယ်ဆိုရင်ငွေတို့ရဲ့ဘဝကြီးอ่ะကွာဒီလားလုံးဝလေတပုတ်ဦးလိုမျိုးကြီးပေါ့နော်ငွေတို့ရဲ့ဘဝရဲ့ဒီတန်တရားကြီးကဘလောက်တောင်ရှည်ကြပြီးဘလောက်တောင်လဲပတ်ခဲ့လဲမသိဘူးပေါ့ကွယ်အဲ့တော့ငွေတို့ရဲ့ဒီစိုးတစ်ခုလေပေါ့နော်ငွေတို့ကလဲပတ်နေတာအဲ့တော့ဒီခန္ဓာငွေရဲ့ဒီဘဝမှာဆိုရင်ဒီခန္ဓာနဲ့ဒီယုံနဲ့ပေါ့နော်ဒီစိတ်နဲ့ကိုငွေရပြီးတော့ဒီစိုးကပေါ့နော်ခန္ဓာတစ်ခုနဲ့ဘဝတစ်ခုကိုရလာတယ်အဲ့ဒီခါမှာဒီစိုးဆိုတဲ့ပေါ့နော်ဒီဝိညာဉ်တစ်ခုကဘဝပေါင်းများစွာကဘလို့မျိုးဘဝရည်နဲ့ဖြတ်တန်းလာလဲမသိဘူးပေါ့နော်ငွေတို့အများကြီးကြော်ဖြတ်ခဲ့ကြရတယ်အဲ့ဒီမှာကိုကလေလောက်ခဲ့တဲ့တန်တရားတွေပေါ့ကုသိုလ်ကံတွေပေါ့မူတည်ပြီးတော့ပဲဖြစ်အကုသိုလ်တွေပေါ့မူတည်ပြီးတော့ပဲဖြစ်ပေါ့နော်ငွေတို့ကအဲ့လိုမျိုးရစ်ဖတ်ပြီးတော့တကယ်ကိုတပုတ်ဦးလိုမျိုးကြီးဖြစ်လာခဲ့ကြရပေါ့လေအဲ့တော့ငွေတို့ကဒီတန်တရားကနေလွတ်မြောက်ဖို့အတွက်ငွေတို့ကစူးစမ်းမယ်ဆိုရင်ဒီလိုမျိုးဘယ်ဘဝအစကမှမသိတဲ့အရှုပ်ထွေးနေတဲ့ဒီတပုတ်ဦးလိုမျိုးယူငွေတို့အစတွေကိုပြန်ဖြီးရစ်နေတဲ့ဟာတွေကိုတပြေးဖြီးသွားဖို့လိုတယ်ပေါ့လေအဲ့တော့ငွေကဒီမှာဗာလေးပြောပြပေးခြင်းလဲဆိုတော့ပေါ့နော်ငွေတို့ကတကယ်ကိုဒီတန်တရားကြီးကရှုပ်ထွေးလုံးနဲ့ဘဝပေါင်းများစွာစုပေါင်းထားတဲ့လုံးထွေးပြုံနော်အများကြီးပဲစုပေါင်းထားတဲ့တန်တရားကြီးကလွတ်မြောက်ခြင်းနဲ့ဆိုရင်ဒီဘဝတန်တရားကြီးရဲ့လေပတ်နေတဲ့လို့ဖြစ်ပေါ်နေရပေါ့နော်သူ့ရဲ့ပတ်တန်နေအကြောင်းကိုငွေတို့ကနားလိုက်မယ်ဆိုရင်ဒီရှုပ်ထွေးနေတဲ့ရစ်ပတ်နေတဲ့ဒီကံတွေကိုငွေတို့ကဖြီလို့ရတယ်ပေါ့လေဖြီရင်နေမှာငွေတို့ကတကယ်ကိုလွတ်မြောက်တဲ့ဘဝတန်တရားပေါ့နော်ဒီဘဝတန်တရားနေလွတ်မြောက်ငွေတို့စူးစမ်းလို့ရတယ်ပေါ့လေအဲ့တော့ငွေကဒီအကြောင်းလေးကိုလည်းပေါ့နော်ငွေ soul contract ဆိုပြီးတော့လည်းရှင်းပြပေးဖို့ရပေါ့နော်အဲ့တော့ငွေဒီနေ့လေးမှာကဒီဘဝအဓိကငွေပြောပေးနေတာကလေလွတ်မြောက်ဖို့အတွက်ဒီဘဝတန်တရားကြီးရဲ့လုံသူ့ရဲ့ပတ်တန်အကြောင်းငွေကပြောပြပေးနေတာပေါ့နော်ဥပမာငွေတို့ရဲ့ခုနပြောသလိုပဲကဘာမြေကြီးရဲ့ပတ်တန်အကြောင်းနားလဲအခါမှာငွေတို့ကလူသားတွေဖြစ်တယ်ဒီကဘာမြေကြီးရဲ့ပတ်တန်အကြောင်းနားလဲအတွက်ဒီကဘာမြေကြီးမှာငွေတို့ကောင်းမွန်စွာရှင်သန်ရက်တည်နေနိုင်တယ်ပေါ့နော်အသက်ရှင်နေနိုင်တယ်ဘာလို့လဲဆိုတော့ဒီပတန်ရဲ့ဖြစ်တည်မှုဒီပတန်ရဲ့လေပတ်နေတဲ့ပုံကိုနားလဲလို့အဲ့လိုပဲဒီဘဝတန်တရားရဲ့ဖြစ်ပေါ်နေတဲ့ပတန်ဟိုဒါကိုကနားလဲမယ်ဆိုရင်ကိုလည်းဒီဘဝတန်တရားကြီးကလွတ်မြောက်အောင်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဘဝတန်တရားရဲ့ဒီလေပတ်နေတဲ့ပတန်ကိုငွေကအရင်ဆုံးပြောပြပေးချင်တာကဘယ်လိုမျိုးလဲဆိုတော့လေငွေတို့ဆိုမှာကုသိုလ်အကုသိုလ်ပေါ့နော်ငွေတို့ပြုလုပ်နေတဲ့အလုပ်တွေရှိတယ်ဒါအောင်မှလေငွေကလေဒီ soul contract ဆိုတဲ့အပိုင်းလေးနဲ့ငွေကတွဲပြီးတော့ပြောချင်တယ်ပေါ့နော်ငွေတို့ကဥပမာ
ငွေတို့မြတ်စွာဘုရားကိုကြောရယ်ဆိုရင်နမောတတနဲ့3ချိန်ရွတ်ကြတယ်အဲ့လိုပဲအမြဝေခါမှာလည်း3ချိန်ရွတ်ကြတယ်တစ်ခုခုဆိုရင်3ခုဆိုတာလေ3ဆိုရယ်ခဏန်းလေးကိုငွေလေးလာလိုက်တဲ့ခါမှာ3ဆိုရယ်ခဏန်းလေးက creative ဆိုရယ် create လုပ်တဲ့ဟာပေါ့နော်ဖန်တီးလိုက်တယ်ဆိုရယ်ဟာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ငွေတို့ကဒီလိုမျိုး3ချိန်3ခေါက်ပြောရတယ်ဆိုတာကပေါ့နော်ဟိုဒီ3ချိန်3ခေါက်ဆိုငွေတို့ကကုသိုလ်လုပ်တယ်ဖျားရှိခိုးတယ်ဆိုတာမှာကုသိုလ်တစ်ခုကိုငွေတို့က3ချိန်3ခေါက်ဟိုပေါ့နော်နမောတတဆိုလဲရှိခိုးပြီးတော့ငွေတို့ကဒီcreate လုပ်လိုက်တာကုသိုလ်လေးတစ်ခုကိုငွေတို့ကဖန်တီးလိုက်တာဒါကတော့ကုသိုလ်အပိုင်းရဲ့ပတ်တန်အောင်ပြောပြတာနော်ကုသိုလ်တစ်ခုရဲ့ပတ်တန်အောင်ပြောပြတာပါအဲ့တော့ငွေတို့က create လုပ်လိုက်တာအဲ့တော့3ချိန်လုပ်ခြင်းအပြင်3ချိန်တုံးကပြောခြင်းအပြင်3ချိန်ဆိုတဲ့အရာဒီ create လုပ်လိုက်တာဖန်တီးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့လိုပဲငွေတို့ရဲ့ဘဝမှာပေါ့နော်ဒီတန်တရားစက်ဝန်းကြီးထဲမှာဒါကတော့ကုသိုလ်ရေးနဲ့ဆိုင်တဲ့သူ့ရဲ့ကုသိုလ်ရဲ့ပတ်တန်တစ်ခုလိုပဲငါပြောချင်တယ်ကုသိုလ်ရဲ့လို့မဟုတ်ဘာပဲဖြစ်ဖြစ် तू က3ချိန်လုံးလိုက်ခြင်းဒီဒါ create တစ်ခုကိုလုံးလိုက်တာဖန်တီးလိုက်တာဆိုတဲ့အရာတစ်ခုပေါ့နော်ဒါဖန်တီးလိုက်တယ်ဆိုတဲ့အရာတစ်ခုဒါ3ချိန်လုံးလိုက်တယ်ဆိုရင်ပေါ့လေအဲ့လိုမျိုးပဲအကုသိုလ်မှာကြာတော့ငွေကပြောချင်တာလေ soul contract လို့လည်းခေါ်တယ်အကုသိုလ်လို့ပဲငွေကအလွယ်လွယ်ကူကူပေါ့နော်အားလုံးနားလည်အောင်ရှင်းပြပေးခြင်းတယ်အဲ့ဒါကြာတော့ तू ကကြာဘယ်လိုမျိုးလဲဆိုတော့ပေါ့နော်ငွေတို့ဥပမာပေါ့လေသူ့ရဲ့ပတန်လေပတ်နေရလေးကိုပြောပြအောင်နော်သူ့ရဲ့ပတန်တွေ frequency တွေနဲ့ vibration တွေပေါ်မှာမူတည်ပြီးတော့ငွေတို့ကဖြစ်တည်လာကြတာပေါ့လေအားလုံးအဓိကဒီ energy ပေါ်မှာ energy တွေနဲ့တိဆောက်ထားတယ်အဲ့တော့ energy ပေါ်မှာ frequency ပေါ့နော်ချိန်နှုန်းမြင့်မြင့်တယ်လို့ချိန်နှုန်းနှိမ့်နှိမ့်တယ်လို့ဒါမှမဟုတ် vibration ပိုမြင့်မြင့်တယ်လို့မျိုးကိုယ့်ရဲ့အကျိုးကျေးဇူးတွေကပို့ပြီးတော့လက်ခံရရှိကြတာပေါ့လေအဲ့အခါကျတော့ငွေကဒီမှာသူ့ရဲ့ဒီတန်တရားကလွတ်မြောက်တန်တရားရဲ့ဟိုလဲပတ်နေတဲ့ပေါ့နော်ပတန်လေးကိုငွေကဒီမှာရှင်းပြပေးခြင်းတယ်ဒီခုနကတော့ရှင်းပြပေးခဲ့တာတော့3ဆိုရယ်ကဏ္ဍဒီ create လောက်တာဖြစ်တဲ့အတွက်ကိုက3ချိန်3ခါလှုပ်ချင်းအပြင်ကိုကတစ်ခုခုဖန်တီးလိုက်တယ်ဥပမာကုသိုလ်လေးလှုပ်လိုက်တယ်ဆိုလဲ3ချိန်3ခါပေါ့နော်အဲ့လိုမျိုးဟိုဟာလေးဖြစ်လိုက်မေတ္တာလေးပို့ခြင်းအပြင်ဒါ create တစ်ခုမေတ္တာလေးတစ်ခုဖန်တီးလိုက်တယ်ဆိုတဲ့သဘောမျိုးပဲပေါ့လေဒါပေမဲ့ဒီလိုအကုသိုလ်ဆိုရဲပေါ့နော် soul control လို့လည်းခေါ်တယ် karmic control လို့လည်းခေါ်တယ်ဒီကံကြမ္မာဝေကျွေးတစ်ခုကကြာတော့သူ့ရဲ့ပတန်ဝန်သာနားလည်မယ်ဆိုရင်ငွေတို့ကဒီတန်တရားကြီးကနေလွတ်မြောက်လို့ရတယ်ပေါ့လေအဲ့တော့ကုသိုလ်လုပ်တာကတော့ကုသိုလ်လုပ်တာအပိုင်းတက်တက်ဒါပေမဲ့ကိုလုံးလိုက်တဲ့အရာတွေကဘာတွေကဘယ်လိုမျိုးအကုသိုလ်ဖြစ်လဲအကုသိုလ်တစ်ခုလုံးမယ်ဆိုရင်ဘယ်လိုမျိုးအကျိုးကျေးဇူးတွေနဲ့အသက်ရောက်မှုတွေရှိလဲဆိုတာကိုကကောင်းကောင်းနားလည်တော့တဲ့အခါကျရင်ကိုယ့်ရဲ့ဟိုဖြစ်ပေါ်နေတဲ့ပတ်တန်တွေကိုကိုကဖြီသွားလို့ရပတ်တန်တွေကိုသိမယ်ဆိုရင်ကိုကရစ်ပတ်နေတဲ့အရာတွေကိုဖြီသွားလို့ရတယ်ပေါ့နော်အဲ့တော့ဟိုကဒီမှာဗာလေးပြောပြပေးခြင်းလဲဆိုတော့လေ